အားလုံးပဲမင်္ဂလာပါခင်ဗျဒီဗီဒီယိုကတော့ဒါမြန်မာနိုင်ငံကနေပြီးတော့ထိုင်းကိုလာကြမဲ့သူတွေအားလုံးအတွက်ဖြစ်ပါတယ်ဒါထိုင်းနိုင်ငံမှာမကြခင်မှာတရားမဝင်တဲ့သူတွေအားလုံးကိုတရားဝင်ဖြစ်အောင်ဘတ်ဆိုတဲ့လုပ်ငန်းစဉ်ကြီးကဒါဖွင့်လှစ်ဖို့အတွက်ကနော်မကြခင်မှာလာတော့မှာဖြစ်တယ်အဲ့တော့ကိုကထိုင်းကိုလာမဲ့သူဆိုရင်အားလုံးပဲသိချာနားထောင်ပြီးကြရင်ဒီဗီဒီယိုကို like and share လေးလုပ်သွားပြီးခင်ဗျဒါကိုတို့အမြဲတမ်းပြောတယ်ပေါ့နော်ဖွင့်မလာခဲ့ဒါချိုးတွေဆိုလို့ရှိရင်ဘတ်စင်းတွေတင်ထားကြတယ်ဒါဘတ်စင်းတင်ထားလူရများပါတယ်နော်ကိုရီးယားဘေးရှိန်လာမလဲဒါကိုရီးယားရှိမှာဘတ်စင်းတင်ထားလူတွေရောတခြားမှတင်ထားလူတွေရောအားလုံးပဲဖွင့်မလာခဲ့လို့ဘာကြောင့်ပြောလဲဆိုတော့ဒါအခုဆိုလို့ရှိရင်သိတယ်မလားဘက်ကပြီးခဲ့တဲ့6လပိုင်း15ရက်နေ့တည်းက6လပိုင်း15ရက်နေ့နော်10လပိုင်း1ရက်နေ့10လပိုင်း10ရက်နေ့နဲ့အခုလာမဲ့ဒီ10ရက်နေ့မယ်ကလည်းမသိကြသေးဘူးနော်အဲ့တော့ကိုကဒီထိုင်းဆိုရကနေပြီးတော့တရားဝင်ဘေးနေဘေးရအတီမပြုတ်ပဲနဲ့အဲ့ဒီ line ပေါ်မှာပေါက်တကိရပြောတဲ့လူတွေရဲ့စကားကိုယုံစားပြီးတော့ခင်ဗျားတို့ထိုင်းကိုရောက်လာမယ်ထိုင်းနိုင်ငံမှာဟုတ်နော်ကို့မှာအထောက်ထားလည်းမရှိဘူးဆိုလို့ရှိရင်နေရထိုင်ရတာလွယ်တယ်အောင်မေးလို့လားနော်ဒီဘတ်မဖွင့်နေဆိုလို့ရှိရင်အဖမ်းဆီးတွေကလည်းကျန်းတယ်အဲ့တော့ကိုကအခုချိန်မှာထိုင်းကိုလာမယ်ဆိုရင်ယုံကြည်စိတ်ချရတဲ့ပွဲစားတွေယုံနေနေတာဘတ်စင်းတင်ထားလိုက်ဖွင့်မှလာခဲ့နော်အဲ့ဒီနိုင်လေးဆက်စာဦးတင်မို့တာဒီနှစ်ဆိုရင်ဝက်ပါမြစ်ပါတခါလေးတင်ရမှာအဲ့ဒီ15ရက်အတွင်းဖွင့်ပြီဆိုကမှလာခဲ့လိုက်တော့အဲ့ဒါဆိုဒီရောက်ရင် okay ပါပြီနော်ဒီထိုင်းဆိုရကနေပြီးတော့တရားဝင်ဖွင့်မဲ့ရက်ကိုအတိမပြုသေးပဲနဲ့မလာနိုင်အောင်ဆိုတာကခင်ဗျားတို့မဖွင့်သေးပဲနဲ့ဒီနေ့တောင်းလာတင်နေမယ်လေဒါပြီးခဲ့တဲ့နှစ်တည်းကလည်းဒီတိုင်းပဲနော်မနှစ်ကဆိုလည်းဒီတိုင်းပဲဖွင့်မယ်နဲ့နောက်ဆုံး12လပိုင်းမှာဖွင့်တယ်ဒီနှစ်ကတော့အဲ့လောက်ကြီးသွားတော့မှမဟုတ်တော့ဘူးဘာကြောင့်လဲဆိုတော့ကိုနေကအစည်းအဝေးမှာဒါဒီအလုပ်သမားဝန်ကြီးကပြောသွားတယ်ဒီအထောက်ထားမဲ့တွေကိုပထမအဦးဆုံးအနေနဲ့အမြန်ဆုံးလုပ်ပြီးမယ်လို့ပဲပြောသွားတယ်เนาะအဲ့တော့ဒီ10လပိုင်းထဲမှာတော့เนาะဘေးနေပြည်လို့တော့အတိအကျမပြောတတ်ဘူးပေါ့เนาะဒီ10လပိုင်းထဲတော့လာမယ်လို့တော့ထင်တယ်ဒါပေမဲ့စောင့်ကြည့်ပါထိုင်းဆိုရကနေရောအတီးပြုပေးအောင်အဲ့တော့အခုတလောကဒါ line ပေါ်မှာဒီ10လပိုင်း10ရက်နေ့ဖွင့်ပြီနဲ့အားလုံးပဲကြားနေကြမှာပေါ့ဆိုတော့ဒါကိုတရုတ်ရဲ့လုပ်ငန်းတွေ့ကြုံရပြောရမယ်ဆိုရင်တော့မတိကြဘူးဒါပေမဲ့စောင့်ကြည့်လိုက်ပါမတိကြဘူးဆိုရင်လည်းဒါကိုတရုတ်တို့ကတော့ဘာလို့လဲဆိုတော့ကိုနဲ့စီးရင်တင်ထားလူတွေလည်းအားလုံးပြင်ဆင်ထားပြီးသားဖွင့်နေဆိုရင်လည်းလုံမယ်မဖွင့်ဆိုရင်လည်းဆက်ဆောင်မယ်အဲ့တော့ဒါဗရိုက်မဲ့သူတွေအားလုံးဆိုရင်လည်းအခုချိန်မှာကိုကပြင်ဆင်ကြရှိတာပြင်ဆင်ထားเนาะဖွင့်မှာသိကြပါပြီဒါပါပဲအဲ့တော့ဒါလေးပြောချင်လို့ပို့တင်မိတာဖြစ်ပါတယ်အဲ့တော့ဒါမြန်မာနိုင်ငံကနေရောလာမဲ့သူတွေလည်းအားလုံးပဲ view ဆိုင်ကြပါဖွင့်မှသာလာခဲ့ကြပါအဲ့ဒါမှသာလည်းအားလုံးအဆင်ပြေမှာဖြစ်ပါတယ်เนาะအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အော်နောက်ထပ်ဘတ်စင်းတင်မဲ့သူတွေဆိုကြိုတို့လက်ခံပေးနေစေပဲ Facebook ပေးရနေရောဆက်သွယ်လာပြီပါကျေးဇူးပါ